Okay အဲ့ဒါကျွန်တော်ရင်ဟိုတနေ့ကစီးခဲ့တဲ့ D1 ဆိုတာလေးကိုတော့ဖွင့်မယ်ပေါ့နော် D1 ဆိုတာလေးဖွင့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီနေ့ဘာလဲဆိုတော့ဖုန်းတက်မှာရှိတဲ့ဒီဖောင်းကိုလေ့လာကြည့်မှာပေါ့နော်အဲ့ကျွန်တော်ဒီမှာပထမဆုံးလည်းဒီမှာကျွန်တော်စောစောဆိုတဲ့နေရာလေးမှာကျွန်တော်စောစောမပေါ်ဘူးဖြစ်နေတယ်အဲ့ကျွန်တော်ဒီနားလေးမှာဒါပဲ arrow ပေါ်တဲ့ဒီဆောင်းပြီးတော့ဖိဆွဲလိုက်ရင်ကျွန်တော်ပေါ်ပြီပေါ့နော်ကျွန်တော်ဒီကောင်လေးကို file ကနေပြီးတော့ print ဆိုပြီးထုတ်ချင်မှာပေါ့နော်ထုတ်ရချင်မှာကျွန်တော်ဒီလိုမျိုးပေါ့မတက်မရလေးပေါ့ဗျာဘယ်လိုပြောဇာတ်လေးတွေနဲ့ပေါ့အဲ့ဒါလေးကိုကျွန်တော်ပြင်ကြည့်မယ်ပေါ့နော်ပြင်ကြည့်မယ်ဆိုကျွန်တော်တို့ဒီ home tab ကဖောင်းကလေးမှာရှိတဲ့အရာလေးတွေနဲ့ပြင်ကြည့်မယ်ပေါ့ဒီထဲကအရာလေးတွေပေါ့ဒါကောင်ဆိုဖောင်းဆိုင်ပြောင်းတာဟာပေါ့နော်ဒါဆိုရင် bold လို idea လေးဆိုပါညာပေါ့ဗျာဒီထဲကဟာလေးကိုကျွန်တော်သုံးကြည့်မယ်ပေါ့နော်ဒီမှာဆိုကျွန်တော်တို့အဲ့ကောင်လေးကိုသုံးမယ်ဆိုကျွန်တော်တို့ဒီသုံးခြင်းတဲ့အရာကို select တက်ဖို့လိုတယ်ပေါ့နော်ကျွန်တော်ကောင်းဆုံး select နေရာတော့ဖိဆွဲတာပါပဲကျွန်တော်ဒီကောင် no name ဒါမျိုးလေးဖိဆွဲအောင်ဒီလိုလေးတွေ1 1နေပြီးတော့အဲ့လိုဒီ row တစ်ခုလုံးကိုစေးတာမျိုးလည်းရှိတယ် A1 နဲ့ပြီးတော့ column တစ်ခုလုံးကို select တာမျိုးလည်းရှိတယ်ပေါ့နော်Okay အဲ့ဒါကျွန်တော်စမ်းကြည့်မယ်ပေါ့နော်ကျွန်တော်ပထမဆုံးပါတော့ no name a select ကိုပြောင်းခြင်းတဲ့အတွက်ဒီကောင်လေးကိုဖိဆွဲလိုက်မယ် no name a select A1 နေပြီးတော့D1 ထိပေါ့နော်ဆွဲပြီးတော့ကျွန်တော်ဘာလို့မလုပ်ဆိုတော့ဒီကောင်ကိုကျွန်တော်တို့ဒီဖောင်းကိုပြောင်းကြည့်မှာပေါ့နော်ဖောင်းကိုဘာလို့ဆိုတော့ time new roman ဆိုပြီးပြောင်းကြည့်မယ် TI time new roman ဆိုပြီးရိုက်လိုက်နေတော့ရပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီကောင်ကခေါင်းစဉ်ဖြစ်တဲ့အတွက်ဘိုးတင်မယ်ပေါ့နော်ဘိုးတင်မယ်အဲ့ဒါပြီးကျွန်တော်တို့ဖောင်းဆိုင်လေးနဲ့ကြီးလိုက်မယ်ပေါ့နော်14လောက်ထားလိုက်မယ်ပေါ့ Okay အဲ့ဒါပြီးကျွန်တော်ဘာလို့မလုပ်ဆိုဒီကောင်လေးကိုနောက်ခံရောင်ပြောင်းကြည့်မယ်ပေါ့ဒီကောင်လေးကဘာလို့ဆိုနောက်ခံရောင်ပြောင်းတယ် fade color ဆိုကျွန်တော်ဘာရောင်လေးပြောင်းလို့စိမ်းရောင်လေးပြောင်းမယ်အဲ့တော့ကျွန်တော်ဒီ no name a slash ဒီဖောင်း color ပြောင်းလို့ဖောင်း color ပြောင်းခြင်းဒီကောင်လေးနဲ့ပြောင်းလာ Okay အဲ့တော့ဘာလို့ပြာရောင်လေးပြောင်းရင်ပြာရောင်လေးပေါ့စိမ်းရောင်ပေါ်လေအဝါရောင်ပေါ်လေပေါ့နော်အဝါရောင်လေးပြောင်းလိုက် Okay အဲ့ဒါပြီးကျွန်တော်ဘာလို့မလို့ဆိုတော့ဒီကောင်လေးကိုတက်ရဲ့စင်စရာနဲ့ဖြစ်ချင်တဲ့အတွက်ဒီကောင်လေးကို select လိုက်မယ်ပေါ့နော်select လိုက်ပြီးကျွန်တော်ဒီကောင်လေးကို border ခတ်မယ်ပေါ့နော်ဒီကောင် border ခတ်တာကတော့ဒီမှာပြထားတာ bottom border ဖြစ်တယ်လို့ကျွန်တော်တို့ကဒီကောင်လေးကို all border ခတ်မှာဖြစ်တယ်ဒီဘေးကမြားလေးကိုနှိပ်လိုက်ပေါ့နော်မြားလေးကိုနှိပ်ပြီး all border ဆိုပြီးလုပ်လိုက်ရင်ဒီမှာတက်ရဲ့လေးပေါ်ပြီ Okay အဲ့ဒါကျွန်တော် file ကနေ print ဆိုတာလေးနှိပ်ကြည့်လိုက်မယ်နှိပ်လိုက်တဲ့ချိန်မှာဒီကနဲ့သူborder လေးနဲ့အရောင်လေးတွေနဲ့တက်ရဲ့ဖြစ်သွားပြီနော်ခေါင်းစဉ်ဖြစ်တဲ့ကြည့်ရအောင်ဖြစ်သွားOkay အဲ့ဒါကျွန်တော်ဒီနေ့ကတော့ဒီလောက်ပါပဲနောက်နေ့ကျမှကျွန်တော်ဒီ clipboard group ကိုသုံးပြပါမယ် Okay အဲ့ဒါကျွန်တော်ဒီကောင်ကျွန်တော်တို့ဒီ day 2အနေနဲ့ကျွန်တော်တို့ save မှာဖြစ်လို့ file ကနေပြီးတော့ save ကိုသွားမယ် save ကနေကျွန်တော် disk pc ကကျွန်တော်ဒီမှာ desktop ကျွန်တော်ရင်းနေက AZ online class နဲ့ AZ on နှိပ်ခဲ့ပြီးတာဖြစ်လို့ဒီမှာကျွန်တော်တော့ပေါ်တယ်တကယ်လို့မပေါ်လို့ရှိရင် desktop ကနေသွားပြီးတော့ AZ on ကိုယူပါတော့ဒီကျွန်တော် desktop ကနေပြီးတော့ AZ online class ကိုလေးကိုကျွန်တော်ရေးလိုက်ပါတော့အဲ့ပြီးတော့ကျွန်တော်တို့ကအော်ဒီကောင် day2 အနေနဲ့မှတ်မှာပြလိုက်တယ် day2 Okay ဆေးလိုက်ပြီအဲ့ဒါကျွန်တော်တို့ဒီမှာ day1 day2 နဲ့စာရပြီပေါ့နော် Okay ဒီနေ့ကတော့လောက်ပါပဲနောက်နေ့ကျမှကျွန်တော် daily တက်တယ်